I'm gonna talk about TD model Minecraft stop yawa ma be phit ba deအဲ့တော့ကျွန်တော်တို့လာပြီးဆော့ရအောင် let's go ကျွန်တော်ဟို Minecraft ဆော့မှာဖြစ်ပါတယ်ခလီကာကင် Minecraft ပါနော်ဒီကြဆော့ပါမယ်အခုကျွန်တော်ဝင်နေမှာရှာလိုက်Okay ဒါကကျွန်တော် base ဆောက်ထားရမှာနော်ကျွန်တော်ဟိုက base ကိုကျွန်တော်မြေကြီးနဲ့ခံပြီးဆိုတော့ကျွန်တော်စွန်းပြီးတွန်းတိုင်းဝင်လာလို့မရအောင်ဟိုကျွန်တော်ဟိုကတော့ကျွန်တော်တို့ဒီထုံးစံတိုင်းကြောက်တူးရမယ်ဒါမှကျွန်တော်ပြီးတော့ picket တို့ပါအောင်လူရဒါမှအဲ့ picket တွေကျွန်တော်ဗမာကြံခဲ့လဲဆိုတော့ကျွန်တော်ဒီထဲမှာပေါ့နော်ဒီအိမ်ကြီးမှာကြံခဲ့ပါတယ်အဲ့ picket ရှိပါမယ် chest ကျွန်တော် chest ထဲမှာကျွန်တော်တော့ထားရတယ်ပေါ့နော်ဟိုကကျွန်တော် picket ယူမှာဆိုတော့ခဏကျွန်တော် picket ထည့်ရတယ်။ထုံးတယ်ကျွန်တော်ဒီနေ့ကတော့ကြောက်တူးရမယ်မိုးကရွာတယ်။ကျွန်တော်အဲ့တော့ညညသေးတယ်။တော့ညရောက်သွားပြီဟာအဲ့ကြောင့်လို့ကျွန်တော်သိလားကျွန်တော်မနက်တော့ဒင်းနေပြီထင်တာပဲ။ဒါမှကျွန်တော်တိတ်တော့မလင်းသေးတော့ပြန်အိတ်မယ်။မင်းဟာမိုးကရွာနေငါဘလို့ကြောက်သွားတူမလဲငါတူးမယ်ဆိုတော့Oh, đó thì muốn đầy vậy, yes. Muốn đầy ta. Rồi muốn đầy vậy, rồi biết cái này. Cháu toa đủ à mẹ, cháu. Không chạy nữa. Cho đi ăn đủ à nên rồi té rồi thấy được con. Cháu đủ à mẹ rồi, để cho không sao vào đâu nhà, cô cháu mà show mà đang. Tôi bây giờ. Picket ကျိုးတော့ဒါမှတိတ်တော့မကျိုးဘူး။ကျိုးရင်လောက်ရမှာပဲ။အိုးရိုက်တော့ကြောက်ချအောင်ရပြီဆိုတော့ကျွန်တော်တို့ဒီရလို့ရပြန်ပြီကျွန်တော်ဒီဒါကကြောက်ခဏနောက်မှလုံးမတော့လေ။သူကကြောက်တူးမယ်။ရကြောက်သွားကျွန်တော်နည်းနည်းပါဒီကျွန်တော်တူးလာမှာနော်ကျွန်တော်နည်းနည်း picket ကျုံအောင်ကြောက်တယ် okay အဲ့တော့ကျွန်တော်ရ house လေးတွေကိုပြန်ပါမယ်ဒီကျွန်တော်ပြီးကျွန်တော်တွေ့ရတော့ကျွန်တော်သွားခြင်းတယ်အဲ့ဒီဆိုတော့ကျွန်တော်ဗမာကြီးလောက်မှာကျွန်တော်လည်းတေချာအတိအကျမသိပါဘူးနောက်နေ့မှသွားကြည့်တော့မယ်အဲ့တော့ကျွန်တော်ဟိုကတော့မသွားသေးဘူးဆိုတော့ကျွန်တော်ဟိုကြောက်ရပြီဆိုတော့ကျွန်တော်ပါလုပ်လို့ရပြီတောင်းတော့ပါရအိုးဒါရပြီကျွန်တော်တခုလောက်လုပ်လိုက်ပါတယ်ဟုတ်ပြီအဲ့ဒါကျွန်တော်ကြိုလို့ရတယ်ပေါ့နော်ကျွန်တော်စားတောက်တယ်အဲ့ကျွန်တော်စားတောက်ကြိုလို့လုပ်ပါတယ်ကျွန်တော်စားတောက်တစ်ခုလောက်ရှိတာကျွန်တော်ဒီဟာလေးကြိုမယ်နော်အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုကြိုပါမယ်ပြီးတော့ကြိုတော့ကျွန်တော်ကြိုမဲ့ပစ္စည်းလိုတယ်ဟာမီးသွေးရှိမှရမှာဆိုတော့ထားလိုက်တော့ပေါ့ကြိုတော့ကြိုတာအလှတက်ထားတာလို့ပဲသဘောထားရတော့စားဖူလို့နေပြီဖူကကျွန်တော်တို့လည်းဒီလေတာပဲစားမယ်မရအောင်စားနေစားလို့မရကျွန်တော်နွားသားလည်းစားနော်ကျွန်တော်ပြီးကျွန်တော်စားလည်းရှာအောင်မယ်စားလုံးဝလူနေတာတင်စားမှာဆိုဟုတ်ပြီကျွန်တော်ဟိုတော့ကျွန်တော်တို့ဒီညတော့ရောက်တော့မယ်ကျွန်တော်ကြောက်လေး share တူးလိုက်အောင်လားကြောက် share တူးမယ်ဘူးအခုစားလိုက်နေပေးတယ်တွေးကြော်တယ်မရပါဘူးကျွန်တော်ပြီးကြောက်ဆက်တူမယ်ဖုန်းလာနေ sorry တောက်တူးပါမယ် share တူးပါမယ်ဒါမှမျိုးစိမတူဘူးဟာကြောက်လေ share တူးနေတာပါလေတော့ပါပြီကျွန်တော်နောက်ထပ်နည်းနည်းလေးတူးလိုက်မယ်တော့ရဆိုကြဝေးသိမငါပေါ်ဘလို့ပြန်သွားမယ်အဲ့လိုတော့ရတယ်ကြောက်ကူးတော့ရပြီပေါ့နော်ပြီးကျွန်တော်အဲ့တော့ပြီးကျွန်တော်မီးတွေ့ရကျွန်တော်ဘလို့ခရက်ကတာလဲကျွန်တော်လည်းသိတယ်ကျွန်တော်ခဏကျွန်တော်မီးတွေ့အဲ့တော့ကျွန်တော်မီးတွေ့လေးတစ်ခုတော့ကျွန်တော်ခရက်မယ်မီးတွေ့
ပြီးကျွန်တော်ဒါမဲ့6ထူထူတော့ကျွန်တော်လုပ်တော့အဲ့ထားတော်ပြီတော့မရပြီးကျွန်တော်ပါ crying ကောင်းလဲကျွန်တော်ရီးသွေးတစ်ခုတော့ကျွန်တော် cry ကျင်တယ်ပေါ့နော်ဒါမှလည်းမရပါဘူး pressure ထားလိုက်ပါတော့ဟုတ်ပြီကျွန်တော်တို့ဒီဟိုကဘာလုပ်လဲဆိုတော့အစရှာမယ်就亏嘛，还就毛亏上谁头样的进，然后吃老地就毛亏有谁头样了的毛亏没事哟，毛亏。干嘛啦那个呢？哎呀，让我对了嘛，干嘛啦那个呢？干嘛啦那个？ရှောင်းဒီက crack လိုက်ပါရ။အိုးဒါရတယ်ဟာ။စူတန်နော်။ပါလည်းမသိကြတာ။ဘာလဲတော့ကျွန်တော်လည်းမသိဘူး။အိမ်ဆောက်ရလေ။ဘာလည်းမသိဘူး။တခုတော့ရကျွန်တော်ရှောက် crack လိုက်တာဒါရတယ်။ကျွန်တော်တခုတော့စာလေးတခုတော့ကျွန်တော်လုပ်လိုက်မယ်။စာလေးတခုလုပ်ရမယ်။ပြီးတော့ပြီးတော့ဒါလေးနဲ့ဟုတ်ပါဒါလေးနဲ့အမြောက်ဟာဟုတ်ကဲ့တော်ပြီတဲ့ထိစားတော့ဘိုက်စားနေဟိုစားတော့ရှားပါပြီးရှာနေရတယ်ဟုတ်တယ်အိုးတိုးတကောင်လေးတိုက်တိုးလာပါဘင်းကျွန်တော်ပစ်ကက်ရှိပစ်ကက်နဲ့တက်လို့ရတော့နော်ပစ်ကက်မကနမတနာဟိုကကျွန်တော်ကပဲသွားရတယ်ဒီပြဆွန်သားကထွက်มาရရှော့ရေအောင်တာရရှင်အောင်ဒီဒါနဲ့ကျွန်တော်ကရှည်တန်းရောတာဟာအဲ့ဆိုစင်မပြေဘူးဟာကျွန်တော်ဒီတဲတူးကြည့်တာတဲတူးချင်းရောရှည်အောက်ရောက်အောင်လားတူးကြည့်ပစ်ကက်ကျူတော့ဟာရှာရှိလို့မဖြစ်တော့ပစ်ကက်ကျူတော့ကျွန်တော်ပစ်ကက်လေးနဲ့နည်းနည်းပပလေးအလုပ်လိုက်မယ်ကျွန်တော် stone pick လုပ်ရဟုတ်မှာဒါက iron ဒါ stone software ဝေး stone software တွေပါလုပ်မယ်အဲ့တော့ကျွန်တော်တက်ခေါ်ရမယ်ထုံးလာနိုင်ဟုတ်မှာတက်ဘက်ခုတ်ပါမယ်ပြီးရင်ကျွန်တော်တို့တက်တာကိုအေးပြန်ရပြီးတော့တဲကိုကြတော့ကျွန်ပြီးတော့တဲကျွန်မှန်လို့ရနော်ဟုတ်တယ်နော်ကျွန်တော်တဲအဲ့တော့မှန်လို့ဟာတဲကျွန်တော်တဲရတော့ရှိမှကျွန်တော်ခုနေရနေတဲများဆိုတော့ပြီးပြီဟိုပြလိုက်တော့အောက်တော့တဲနေဆိုကျွန်တော်ဟိုဘာလုပ်လို့ရတယ်ဆိုရင်တဲကျူလို့ရတယ်တဲကျော်တဲဒါနဲ့ကျူဘုန်းကြီးရက်လိုက်တာဟုတ်မြောင်းဟာအဆိုတော့တဲပြန်ပြီးတော့တော့ကျွန်တော်ပစ်ကကျိုးတော့နေတော့ကျွန်တော်တို့ချောင်းတော့ပါတူချောင်းကြီးပြီးရင်ကျွန်တော်တို့စတုံးစော်ဝဲလေးတခုလောက်တော့ကျွန်တော်လုပ်လိုက်နော်စတုံးစော်ဝဲလေးပါလေဟုတ်ပြီစတုံးစော်ဝဲလေးရစတုံးစော်ဝဲလေးတခုလောက်လုပ်လိုက် yes ဒါပဲတော့ပြီးတော့ပစ်ကလောက်ရမှာအဲ့ကျွန်တော်ဘာရှောက်လုပ်နေရမလဲဒီပစ်ကသွားလိုက်တော့အဲ့ဆိုကျွန်တော်နောက်ထပ်ပစ်ကလေးတစ်ချောင်းထပ်လုပ်မယ်အိုင်စော်ဝဲကိုစော်ဝဲမများလုပ်အောင်ဒါပစ်ကကျိုးယူနော်ဟုတ်ပြီကျွန်တော်ပြီးတော့စုပ်ပလို့ဒီထဲထည့်တာအိုင်စော်ဝဲကျွန်တော်နှစ်ချောင်းရှိရနော်ဘယ်လိုမှတ်ထားကျွန်တော်မေးတက်လို့ခဲပြီးပြီဘာအင်းရချောင်း Okay ကျွန်တော်တောက်စားကြောက်ပါရောဒါလေးကကျွန်တော်တို့မရှိမဖြစ်ဆောင်တာပြီးကျွန်တော်လက်နက်တွေလည်းအများကြီးပဲထည့်တာအိုးလမ်းဝင်မမေးရဖားထားလားကဲဘာဦးထားပြမေးရထလို့တူဘာကနာမတူဘူးဘာစားနာတွေ့ဝင်တွေ့ရောက်သွားပြီ Okay ကျွန်တော်တော့ဖဲအိမ်မဲကိုနေကိုသွားတော့
ခုတော့ကျွန်တော်တို့တွေ ဘောမြတ် အိုး အဲ့ဒါငါပြောနေ โอเค တဲနဲ့မှလို့ရရတယ် အိုးအာ What? ဝါကိုတမ်းမယ်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 တမပြီးနဲ့ဝါရ သားရတာဝတာဝတာ ရောမပြီးနဲ့အာမပြီးနဲ့မင်းပတ်လည်းမပြီးနဲ့ဓာတ်နဲ့လာမလို့ပြောမရတာမှာဝီဟောကျွန်တော်စားရတော့မှာစားကွာတန်းလာโอเคကျွန်တော်သွားမယ်ခရဆိုနေပါတယ်ချက်စတဲမှာကျွန်တော်ဖူးနေထင်တော့နော်ဒီနေ့တက်ခွဲတာကကြောက်တူးကိုဒါကကျတော့ကျွန်တော်ဒီတိုင်းပို့လို့ဆောင်းလာတာပြီးကျွန်တော်တုံချောင်းပေါ့နော်ခေကျွန်တော်တုံချောင်းကိုတုံချောင်းကိုကျွန်တော်လည်းကာကွယ်ဖို့ပေါ့နော်ဒီညရတော့ကျွန်တော်အိတ်လိုက်တော့မယ်ကျွန်တော်ဒီတက်သားကြဘလို့လဲကျွန်တော်ဒီတက်သားနည်းနည်းရှူကြည့်အောင်ပြီးပြပိုက်လိုက်တယ် အဲ့နဲ့ တက်သားဒီတော့ရတယ်နော်ဟာရောအိုးအဲလေနည်းနည်းကွက်နည်းကျွန်တော်ကွက်လေးတွေပါတော်တကားဖွင့်လိုက်တော့โอเคကျွန်တော်ပြတော့မယ်လေโอเคကျွန်တော်မနက်လဲမိုးလင်းနေပြီဆိုတော့ကျွန်တော်ဒီနေ့ view ရတော့ပါမယ်နောက်ကျမှကိုလို့ပြကြအောင်ပါမယ်အားလုံး bye bye